ကျွန်တော်ပေါ်လာတဲ့တူတူငွေဆောင်သွားမှာဖြစ်ပါတယ်ကျွန်တော်ငွေဆောင်ကို2024ရက်တခါရောက်တယ်ပေါ့နော်2025မှာလည်းရောက်ခဲ့ပါတယ်အခု2026မှာလည်းထပ်သွားတယ်ပေါ့နော်2024တော့ကျတော့ကျွန်တော်ရေးစားနဲ့ပြတ်ပြီးတော့ငွေဆောင်ရောက်သွားပါတယ်2025မှာကျတော့ကျွန်တော်ကြိုက်တဲ့ကောင်းမလေးနဲ့တူတူငွေဆောင်ရောက်ခဲ့ပါတယ်ဒါပေမဲ့ပြဿနာကြီးတက်ပြီးတော့ဘယ်တော့သွားရပါတော့စိတ်ကိုတည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာဒါလောကရန်တရားရဲ့ပုံမှန်ပြတ်ွက်တွေပါအခု2026မှာလည်းထပ်သွားပါမယ်အခုတစ်ခေါက်ကဘော်ရာနဲ့ဆိုတော့ AC ဖြစ်ဖို့တော့များပါတယ်တော့ခဏနေကြာရင်ရေမိုးချိုးပြေးစင်လာမယ်ပြီးရနဲ့ expert ကားလာမယ်တောင်ပလာဇာမှတ်တမ်းသွားမှာဖြစ်ပါတယ်အားလုံးပဲလက်ခဲ့ကြပါဦးခင်ဗျဒါတော့ကားဆောင်နေရဖြစ်ပါတယ်။လက်စောကြီးကိုနေတာမြင်မှန်တယ်ပါ။ဆောင်းလိုက်ပါဦး။ ရပြီ။ဟိုကားကိုရိုက်။ဒီဒါတော့ကျွန်တော်တို့12မြင်းဆောင်ကြော်ပြီးတော့14မြင်းဆောင်နဲ့ရောက်ပြီပေါ့နော်။ကလပ်မှာခဏနားပါမယ်။လက်ဆက်စားမယ်ပြီးရတယ်။ဝေးဆောင်ဆက်တော့ဖြစ်ပါတယ်အားလုံးလက်ခဲ့ကြပါဦး။ဒါကတော့ကလပ်မှာနေရာမရရနဲ့PX ညောင်တုံးမှာပဲခဏဝင်ပြီးတော့အေးလေးတောက်ခဲ့ပါတယ်ဒါကတော့ငွေဆောင်သွားနေတဲ့လမ်းတစ်လျှောက်ဖြစ်ပါတယ်ဒါတော့ကျွန်တော်တို့တဲမဲဗီလာကိုရောက်ပြီပေါ့နော်ဗီလာကတော့ကြီးရဲ့ဗီလာပါငွေဆောင်ရက်ကလပ်ဟိုတယ်နားမှာပဲရှိပါတယ် Okay guys အခုကတော့ကျောင်းရှင်နေတဲ့ငွေဆောင်ရောက်လာပါပြီမင်းသားကိုရှူတင်လိုက်ပို့ဖြစ်ပါတယ်ပြီးရင်ကျွန်တော်အုံရိပ်ပေးရမှာပါကန်းကြီးလိုက်ခဲ့ကြပါအောင်ခင်ဗျမင်းသားတော့ရိုက်ပြီးသွားဖြစ်ပါတယ်အခုကမင်းသားနောက်အင်ကြီးတစ်စုံနဲ့ထပ်ရိုက်ပါမယ်အော်မင်းသားဖြစ်ပါတယ်ခေါင်းလေးဆွဲလိုက်ပါဒါတော့ကန်းကြီးပထမဦးဆုံးရောက်တဲ့နေ့မှာပဲရိုက်ခဲ့ပုံလေးဖြစ်ပါတယ်ဒါတော့ငွေဆောင်များဈေးကိုရပြီပေါ့နော်ပိတ်ရက်ဖြစ်နေတော့လူတွေကတော့တအားများနေပါတယ် bro ရတာလေးတစ်ချက်လောက်ရန်ကုန်စမ်းကြောင်းလင်းတဲ့ကိုပြောင်းသွားတယ်ထားပါတယ်။ထိုင်နေရာလည်းမရှိပါဘူး။မနှဲရှာလိုက်ရပါတယ်။ထိုင်နေရာလည်းမနှဲရှာလိုက်ရပါတယ်။စားရရန်ကုန်ကအတိုင်းပါပဲဈေးတော့ပူကြည့်ပါရဲ့နော်။ရှင်နေပင်လယ်သာထမင်းကျော်ရန်ကုန်မှာစားရတာအားမရတော့ငွေဆောင်စကွဲတီလာစားတာရတာရတာမဆိုးပါဘူးဈေးလည်းနဲ့ကြီးပါတယ်ဒါနေရာရှာကတော့တိုင်မပါတယ်အဲ့တော့နေရာလေးရတော့စားလိုက်ပါအောင်Okay guys ဒီနေ့ကငွေဆောင် day 2ဖြစ်ပါတယ်။ဒီနေ့ဆရာကြီးကိုပုံလိုက်ရိုက်ပေးပါဦး။ဆရာကြီးကပြောပါတယ်မပြတ်မချင်းရိုက်မှာပါအဲ့တော့ကျွန်တော်လည်းရိုက်ပေးရမှာဖြစ်ပါတယ်။ကျွန်တော်ပုံလေးလည်းလာပါမယ်။အမေဒီပြရဲ့ဘက်ကိုဆင်းလိုက်ပါအောင်ပါခင်ဗျာဆိုင်နဲ့ပြကြလိုက်တော့ပါဟိုဒါနဲ့နေရတော်တော်ရမ်းမိုက်ပါလေကင်မရာနဲ့ဆွတင်လိုက်ပါဆက်ပါလားကျွန်တော်မီးပြလိုက်ဖို့ကြောက်ပါဘူးမီးပြလိုက်ပါတော့အဲ့အိတ်လေရတော့မှာအခုကအိတ်ရလေလို့ချင်းနေပြီဆိုတော့ဘာပြောမှာလဲပုံလေးကရှယ်ထွက်လာပါပုံလေးကရှယ်ထွက်လာပါတယ်ဒီတော့လောစီကတော့မင်းသားကတော့တော်မဲပါဘူးကိုရီးယားမှာမဖြစ်ပါဘူးကိုရီးယားမှာပြည့်တဲ့ဥစ္စာကိုအခုကလုံးဝမဲသွားပါပြီကျွန်တော်ထားတယ်
မီးပြားထဲမှာရိုက်ခဲ့တဲ့ပုံလေးပါDay 2ရဲ့6ဆောင်မြောက်အင်ကြီးလေးနဲ့အတူကော်ဖီဆိုင်မှာတက်ခွန်သွားပြီးရိုက်ပါမယ်အခုက sub club ပူးပွဲကိုသွားမှာဖြစ်ပါတယ်အဲ့တော့ပြေးခဲ့တာပေါ့ကော်ဖီလေးချိန်နေရမိပါကော်ဖီဆိုင်မှာကော်ဖီလေးတောက်မယ်ပြီးရတယ်ပုံလေးပတ်ရိုက်ပါမယ်အဲ့လိုက်ခဲ့ကြပါဦးခေဒါတော့ sub club ပူးပွဲကိုသွားရင်လမ်းဖြစ်ပါတယ်ကျွန်တော်တို့တဲနေရနေဆိုရင်တော့တိတ်မကွာပါဘူး3မိနစ်လောက်လမ်းရှောင်ရပါတယ် Laughing at our working class, Monday's problems fade to gray. Weekend vibes won't obey. Weekend vibes in stereo. Baseline deep, let's move slow. Every worry left behind. Dancing fools, but hearts alive. Sunday scary, stay away. We've got 48 to play. When the clock tries to intrude, we just turn up the mood. We just turn up the mood. You win all than you did she. ဒါတော့ Surf Club မှာရိုက်ခဲ့တဲ့ပုံလေးပါ Until the day, how we finally feel. ဒါတော့ sub club ကနေတပုံရိုက်ပြန်လာပြီးတော့ကင်းကြီးကိုဆက်လုပ်ပါတယ်အဲ့တော့ကင်းကြီးဆင်းမဲ့ပုံစံလေးဖြစ်ပါတယ်ဒီမှာဆုပ်ပြတ်နေပါတယ်မသိရင်ကျွန်တော်တို့ကိုဆောင်ကင်းကြီးရကောင်းလေးပုံစံမျိုးဖြစ်နေပါတယ် ဒီကံကြီးဘယ်လိုသမားလို့တို့ ဆင်းလိုက်ပါဦး သမားလို့ဒီသမားလို့လည်းတဲ့နာမယ် ဆုံးငင်းလေးစားလိုက်ပရိုနေလောက်ဝေဆောင်ကန်းကြီးညနေပိုင်းရောက်ပါဘူးဆန်းဆက်နေကြည့်နေရေစိတ်ကုမှာဖြစ်ပါတယ် ဒီထဲစင် ready ဖြစ်ပါပြီ အခုချိန်ဆိုရင်ရေထဲကိုဆင်းမှာဖြစ်ပါတယ် စင် ready ဖြစ်ပါပြီ ready ဒီဆိုမှရမ်းကြောက်ပါတယ် 2 ဒီမှာလား Yes, it is. Come here, long. ကျွန်တော်တောက်တဲ့အခါကျတော့ဖပြီးနေရပါဘူး။ဘူးဆောင်တော့ကျွန်တော်စီကူးလို့လည်းပြီးပါပြီ။အော်လို့လည်းဝါပါပြီ။အဲ့တော့ပြန်လိုက်ပါအောင်မယ်။ Bye. 27မှာလည်းရောက်ခဲ့ပြီဆိုတော့နောက်ထပ်27မှာလည်းထပ်လာကြမှာသေးတယ်။ မင်းကပြန်ပါပါဘာမှပြောနိုင်တော့ပါ ပြန်ပါမယ်ဟိုတယ်ရောက်ရင်ညစာစားမယ်ပြီးရတယ်ကန်းကြီးကိုထပ်ပြီးတော့ နိုင်ဖိုက်လေးနဲ့ night fight လေးနဲ့ချင်းလင်းထပ်လုပ်ပါမယ်ဆိုရတယ်ဟုတ်မယ်တက်တာပါ guys ဒါကတော့ကန်းကြီးကိုညဘက်ရောက်နေဖြစ်ပါတယ်ဆိုယူလေးပါမယ်အေးလေးနဲ့စိတ်ထိုင်လိုက်ပါအောင်မယ် ဒါမင်းသားလက်ပါ နားလက် နားလက်လေးပါ ကျွန်တော်တို့ဓာတ်ပုံရရအများပြီးလက်ပြအောင်မင်း လက်ပဲလက်ရမဲဆိုပါ ဒါတော့ညဘက်ကန်းကျင်မှာရိုက်ခဲ့တဲ့ပုံလေးပါ Okay guys ဒီနေ့ကတော့ငွေဆောင်ရဲ့ day 3ဖြစ်ပါတယ် ကပဲဖြစ်သွားပါတယ်အင်ကြီးအများကြီးပြောပါတယ် နောက်ဆုံးဖိုင်နယ်ဒီမှာအယောင်လေးတူပါ အရောင်တူသွားကြပါတယ် ဆိုတော့ကန်းကြီးစင်းပြီးတော့ဓာတ်ပုံလေးလိုက်ပါမယ်ပြီးရတယ်
ခန်းပြန်လာတချင်းလောက်ပစ္စည်းတွေတင်ပြီးတော့ကားကိုတက်ဆောင်လာမှာဖြစ်ပါတယ်ဆိုတော့ဒီနေ့ပြန်ပါပြီအားလုံးပဲပြန်ရပါမယ်လိုက်ခဲ့ပေါ့ဒီတော့ကန်ကြီးကြီးကိုအပေါကန်ကြီးကြီးကိုခွဲရမှာဖြစ်ပါ final cash ပြပါရဲ့ final cash ရဲ့ final cash အရင်9000မြောက်ဝစ်ဆုံးပါ 9000များကိုဆောင်ပါပြင် ဝစ်စားကိုလာတောင်းဒီ1000ထည့်ခဲ့ပါတယ် တဆောင်လေးကိုကျမ 9000မြောက်ဝင်ပြပါပြီ ဆန်တော့မင်းသားနောက်ဆောင်လဲပြီးပါပြီ final dress ပြပါတယ် line နဲ့ line နဲ့ရင်းကြီးတွေပဲဝတ်ခဲ့ရပါ နောက်ဆုံးပုံလေးရိုက်ပါမယ်ဆယ်ဆုံးပြည့်မြောက်သွားပါပြီရိုက်ပေးလို့လည်းကျွန်တော်လည်းဓာတ်ပုံရိုက်တဲ့စကေးတိုးတက်လာပါတယ်အားလုံးပဲဆိုင်လိုက်ပါအောင် ဒါတော့ငွေဆောင်ကန်းကြီးနောက်ဆုံးနေ့မှာရိုက်ခဲ့တဲ့ပုံလေးပဲပါတယ် ကူကတော့ငွေဆောင်2ညအိတ်3ရက်မှာ ပြီးဆုံးသွားပါပြီပြီးဆုံးသွားပါပြီ 3ရက်ပြည့်သွား ပြီးသွားပါပြီအင်းကြီးတွေလည်း10ဆုံးအင်းကြီး10ဆုံးထည့်လာတယ်အကောင်လုံး10ဆုံးဓာတ်ပုံမိအောင်ရိုက်ခဲ့ပါတယ်ပုံလေးလည်းလာပါတယ်အတစ်တွေလည်းလောက်ပါအောင်မယ် ဆိုတော့ခဏရံကားလာခေါ်မယ်ပြီးရန်ကုန်ပြန်ပါမယ်အဲ့တော့အားလုံးပဲနှုတ်ဆက်ခဲ့ပါပြီတနာ နောက်26ရဲ့နေ့စာမှာအပျော်ဆုံးခီးစဉ်လေးတစ်ခုဖြစ်ခဲ့ပါတယ်နောက်နေ့တွေလည်းပြန်ပြီးတော့နောက်နေ့တွေမဟုတ်ပါဘူးဒီနေ့ထဲမှာထပ်ပြီးလာကြပါသေးတယ်နောက်နေ့တွေလာကြပါသေးတယ်ဝေး ဆော ဆောင် ပါ ပါ အဲ့တော့အားလုံးပဲနောက်ထပ် employee မှာထပ်တွေ့ပါမယ်အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ